မင်းရဲ့နေ့စဉ်သုံးပစ္စည်းတွေကသာစကားပြောနိုင်မယ်ဆိုရင်သူတို့မင်းကိုဘာတွေသတိပေးမလဲတဲ့လားနောက်တောက်ကြည့်လိုက်ပါအောင်ဒါတွေကမင်းတကယ်သိထားတဲ့အချက်တွေပဲ ဖုန်းကိုတနည်းလုံးအားသွင်းပြီးရာခိုင်နှုန်းမှာအကြာကြီးထားတာဘက်ထရီရဲ့တက်တန်ကိုတိုးစေပါတယ်ဒါဟာဖုန်းကိုအသက်အမြန်ကြီးအောင်လော့နေတာနဲ့အတူတူပါပဲအားပြည့်ဖြုတ်လိုက်ပါဒါမှမဟုတ် battery cap ကိုတုံးပါ နောက်တစ်ခုဒီ power strip တွေကိုကြည့်လိုက်ပါ plot board တွေအများကြီးကိုတပြိုင်နက်တည်းထိုးထားတာဟာဘုံတစ်လုံးကိုအချိန်ကိုက်နေတာနဲ့အတူတူပါပဲငါအပူလိုနေပြီးအားလုံးကိုမီးဖြတ်လိုက်တော့မယ်လို့သူတို့ on နေကြတာကိုမင်းကြားလားဝန်ကိုမျှပြီးတော့မှမလိုအပ်ပဲအကုန်စုပြုံမထိုးထားပါနဲ့ အတန်ကိုဆုံးထိမိပြီးနားထုံတာဟာနားကျဲရောမင်းရဲ့နားစီကိုပါဖျက်ဆီးနေတာပါအခုအရန်ကျဲတာဟာနောင်မှနားမကြရတော့တဲ့အဖြစ်မျိုးကိုဖိတ်ခေါ်နေတာပါအတန်ကိုအတင်အတန်ပဲထားပါ မင်းအပြောနေချိန်မှာမင်းရဲ့ဖုန်းကအသက်ရှူချက်နေတယ်ဆိုတာမင်းသိလားဖုန်းကိုအားသွင်းပြီးခေါင်းအောက်မှာထားရတာဟာသူ့ကိုမီးဖို့တွေထည့်ထားသလိုပါပဲလေဝင်လေထွက်မရှိတော့ပဲဘက်ထရီတွေအပူလုံးကဲလာမယ်အဆိုးဆုံးကတော့မီးလောင်တဲ့အထိထိသွားနေတာပါပဲဖုန်းကိုအားသွင်းနေလေဝင်လေထွက်ကောင်းတဲ့နေရာမှာပဲထားပြီးပါ မင်းရဲ့ gadget တွေကိုဂရုစိုက်ပါအဲ့ဒါမှသူတို့ကလည်းမင်းကိုကြားရှည်အတုံးလို့ခံလိုက်ပါဒီအချက်တွေကိုတတိထားမိဖို့တငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါအောင်